တွဲသမျှချစ်သူတိုင်းနဲ့အတူနေလို့ဝေဖန်ခံနေရတဲ့ထက်ထက်ထုံတရုတ်ဆောင်ထက်ထက်ထုံကတော့တစ်ချိန်လုံးကအနုပညာလောကမှာနေရာရမင်းသမီးဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့အကြောင်းမျိုးမျိုးကြောင့်နောက်ရောက်သွားခဲ့ရပါတယ်။ဘားတွေကလပ်တွေမှာပဲတည်ဆိုရတဲ့ဖြောပြေးဆယ်လီတယောက်ဖြစ်သွားခဲ့တာပါ။အနုပညာကံမကောင်းခဲ့တဲ့ထက်ထက်ထုံကအချိန်ရေးမှာလည်းကံမကောင်းရှာဘူးရှင်။နေ့တော်ကြာလူသိရှင်ကြားတွဲခဲ့တဲ့ချစ်သူလေးနဲ့လမ်းခွဲသွားရကောင်နောက်ထပ်ချစ်သူအသစ်လေးရရှိသွားပါတယ်။ရီစာအသစ်ရကာစားမှာပရိသတ်တွေကထက်ထက်ထုံဟာပွေရှုပ်တယ်ဆိုပြီးဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဝေဖန်သူတွေနဲ့ပါသွားပေမဲ့ပြီးခဲ့တဲ့ရက်မှာကြာရောက်ခဲ့တဲ့မွေးနေ့ကစလို့အခြေရေးသတင်းတွေကဝေဖန်မှုတွေပြန်လည်စတင်ခဲ့တာပါထက်ထက်ချုံရဲ့ချစ်သူလေးကမွေးနေ့ဆူတောင်းထဲမှာတူတူနေနေတယ်လို့ယူဆရတဲ့စာသားတွေကိုထည့်တင်ခဲ့ပါတယ်မိုးလင်းတိုင်းမှာမော်နင်းပြောပြီးအနမ်းလေးပြီးတဲ့မမမရှိတော့မှကြောက်တယ်လို့ချွတ်ချွတ်နဲ့ပြောခဲ့တာဖြစ်ပါတယ်ဒီစကားဟာရုတ်တရက်ဆိုရင်တော့ချစ်သူအချင်းချင်းနာနာပြောတဲ့စကားဆိုပေမဲ့ပရိသတ်တချို့ကတော့အတိတ်ပဲကောက်ကတမျိုးတမီဖြစ်သွားခဲ့ပါတယ်မနက်မိုးလင်းတိုင်းမော်နင်းပြောပြီးအနမ်းပေးဖို့ဆိုတာတူတူရှိနေမှာအဆင်ပြေမှာလို့ယူဆသွားကြတာပါဒါကြောင့်ထက်ထက်ထွန်းကရီစားဖြစ်တိုင်းအတူနေတာလားဆိုပြီးဆွဆွဲဝေဖန်ခံခဲ့ရပါတယ်တကယ်တော့အနမ်းပေးတယ်မော်နင်းပြောတယ်ဆိုတာကဖုန်းထဲကနေလေလိုင်းထဲကနေဆက်သွယ်ပေးဖို့လို့ရနေတာပါအခုခေတ်ဆုံးတွဲတွေတိုင်းလိုလိုကလည်းဒီလိုနီးနဲ့အချစ်တွေကိုဖော်ပြနေကြတာပါပဲရှင်တကယ်အတူတူနေနေတဲ့ဆိုရင်တော့မှအသက်ပြည့်ပြီးသားအမျိုးသမီးတယောက်ရဲ့လွတ်လပ်ခွင့်မလို့မစွက်ဖက်သင့်ဘူးလို့ထက်ထက်ထုံရဲ့ပရိသတ်တွေကတော့ကာကွယ်ပြောဆိုပေးနေကြတာပါပရိသတ်တို့အနေနဲ့ရောမိုးလင်းတိုင်းအတူရှိနေတဲ့အယောင်ပြောလာခဲ့တဲ့ထက်ထက်ထုံရဲ့အခြေရေးပေါ်ဘလို့ထင်မြင်ကြပါသလဲရှင်